စိတ်လုံးထဲမှာယုံကြည်ရင်ကဲတင်ခြင်းတို့ရောက်နိုင်ပြီဖြောင်းမရသူရောက်ခြင်းဟာစိတ်လုံးဖြင့်ယုံကြည်ရမည်ကျမတို့နော်ဒီနှုတ်ပတ်တော်အဖြစ်ဘာလို့တက်တည်ခံနေလဲဆိုလို့ရှိရင်ကျမနာမည်ပြင်းဆွေလို့ခေါ်ပါတယ်ကျမကဟိန္ဒူဗုဒ္ဓဘာသာပေါ့နော်ဟိန္ဒူဘာသာနေပြီးတော့ကျမရဲ့မိဘတွေမွေးတဲ့မိဘတွေကဟိန္ဒူလူမျိုးဖြစ်တဲ့ငယ်ငယ်လေးရလည်းဟိန္ဒူဘာသာအခါကြီးကိုယ်ကိုဝေပြုပြီးတော့ကျမအသက်ရှင်လာတဲ့သူဖြစ်တယ်ပေါ့နော်ဒီချိန်မှာကျမရဲ့အိမ်ကြီးချင်းကကရင်လူမျိုးဖြစ်တယ်ကျမရဲ့အိမ်ကြီးချင်းကကရင်လူမျိုးဖြစ်တယ်အဲ့ဒီအန်တီနာမည်ကနော်ရှက်ဖောလို့ခေါ်တယ်ကျမသူ့ကိုအန်နီရှဲလို့အများနဲ့ခေါ်တယ်ပေါ့နော်သူ့အိမ်ကိုကျမတို့သွားလဲတယ်သူနဲ့အများနဲ့စကားပြောတယ်ပေါ့နော်ပြောတဲ့အခါမှာ तू ကကျန်းစာဖတ်တယ်ကျန်းစာဖတ်တဲ့အခါကျမကမသိဘူးအန်နီရှဲအဲ့ဒါဘာလုပ်နေရလဲကျမသူ့ကိုပြောတဲ့အခါမှာသူကဒါဘာပြောလဲဆိုဒါတဲ့ကျန်းစာဖတ်နေတာတဲ့အဲ့ကျန်းစာကဘာလဲလို့ကျမသူ့ကိုဆက်စုပြီးမေးတာပေါ့မေးတဲ့အခါမှာ तू ကဘာပြောလဲဆိုကျန်းစာတဲ့အသက်ရှင်တဲ့ဖျားခင်ရဲ့နှုတ်ပတ်တော်လို့ပြောတယ်ပေါ့နော်အော်အသက်ရှင်တဲ့ဖျားရဲ့နှုတ်ပတ်တော်ဆိုတော့ကျမတို့ကိုးကွယ်တဲ့ဖျားရောဘာလဲလို့ပြောတဲ့အခါ तू ကရီပဲကြီးတယ်ကျမတို့ဘာမှပြတ်မပြောဘူးပေါ့နော်ဒါဆိုအန်နီရှဲလို့ကျမကိုးကွယ်တဲ့ဖျားနဲ့အန်နီရှဲကိုးကွယ်တဲ့ဖျားနဲ့ဘာကွာလဲလို့သူ့ကိုမေးကြည့်တာပေါ့မေးကြည့်တဲ့အခါတော့ဘာပြောလဲဆိုတော့ခုနတရားဟောဆရာလိုပဲငါကရင်လိုပဲအားတက်တယ်တဲ့ဗမာလူကမရှင်းတတ်ဘူးပေါ့နော်အဲ့လိုမျိုးသူပြောတယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့မှာနောက်ကျမဒီအိမ်ကိုသူ့အိမ်ကိုသွားရင်းနဲ့ကျမဘာဖြစ်လဲဆိုတော့ကျန်းစာကိုသူ့ရှိမှာအနည်းရှဲဒါဆိုလို့ရှိရင်ကျမကိုကျန်းစာကိုပေးဖတ်ပါလို့ပြောတဲ့အခါမှာ तू ကလဝါလောက်လေးရှိတယ်ကျန်းစာကိုပေါ့နော်အဲ့ကျန်းစာကိုပါနံပါတ်1ကျန်းပါတယ်ပြီးတဲ့အခါစာလံကျန်းနဲ့သုတ်တန်ကျန်းပါတယ်ပေါ့နော်အဲ့ကျန်းစာကိုကျမကိုဖတ်ခိုင်းတယ်ဒါကိုဖတ်ကြည့်ပေါ့နော်သူလည်းစုတောင်းပေးမယ်လို့ပြောတယ်ကျမငယ်ငယ်လေးတွေကကျမကအမှောင်ကိုရမ်းကြောက်တယ်မှောင်နေတယ်ဆိုလို့ရှိရင်မှောင်ထဲမှာဆိုလို့ရှိရင်တစ်ခုခုဖြစ်မယ်အဲ့ဒီကြောက်ရောက်မယ်တစ်ခုခုဖြစ်မယ်ဆိုပြီးတော့ကြောက်တတ်တယ်နောက်တေရမှာကိုရမ်းကြောက်တယ်ရန်ကုန်မှာဆိုကားရမ်းပေါ်တယ်ကားတောင်းတဲ့လူတွေကလည်းရမ်းချဲတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီကားလမ်းကူးနဲ့ငါတေသွားရင်ရောပဲရောက်လဲဆိုတာကျမရမ်းကြောက်တယ်ပေါ့နော်ဒါကြောင့်ကျမတေရမှာလည်းကြောက်တယ်အမှောင်ထဲမှာလည်းကြောက်တယ်ပေါ့နော်မီးပြတ်တဲ့အခါမှာရန်ကုန်မှာမီးပြတ်တယ်မီးပြတ်လို့ရှိရင်ကျမအတော်ရီနဲ့အိတ်တာပေါ့အတော်နဲ့အိတ်တယ်ဆိုမီးပြတ်လို့ရှိရင်တိုးပြီးတော့အတော်သားမှာသွားပြီးတော့အတော်ကိုသွားထိဘာဖြစ်လို့ဆိုကြောက်လို့ကျမကိုရုပ်ချင်နေရလို့တရေက6လောက်သာဆွဲမှာတော့ဘာလို့ကြောက်လို့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မှောင်မိုက်ကိုကြောက်တယ်ကျမမလုံခြုံလို့ခံစားရတယ်ပေါ့နော်အဲ့ဒါကြောင့်ကျမကြောက်တယ်တေရမှာလည်းကြောက်တယ်ဘာဖြစ်လို့လဲဆိုတေပြီးကျမဖယ်သွားမလဲဆိုတော့မသိတဲ့အတွက်ပေါ့နော်ကျမရဲ့ကိုးကွယ်တဲ့ဘာသာပြရလဲကျမကိုတေပြီးဖယ်သွားမလဲဆိုတာကိုမပြောထားဘူးပေါ့နော်ဒါကြောင့်ကျမကျန်းစာကိုဖတ်တယ်ပေါ့နော်ကျန်းစာအဲ့ဒီချိန်မှာတိကျတဲ့အဖြစ်တစ်ခုကိုကျမလိုချင်တယ်အဲ့ဒီအချိန်မှာကျမအသက်ကဘယ်လောက်လဲဆိုလို့ရှိရင်ကျမ9တန်းကျောင်းသားဖြစ်တယ်ကျမအသက်က73နှစ်လောက်ပဲရှိသေးတယ်ကျမစုတောင်းတယ်အသက်ရှင်တဲ့ဖျားဆိုတာတစ်ခုတယောက်ရှိလိမ့်မယ်တပါးရှိလိမ့်မယ်ဒီအသက်ရှင်တဲ့ဖျားကကျမကိုပြပါကျမမြင်ချင်တယ်ဒီအသက်ရှင်တဲ့ဖျားကိုသိချင်တယ်လို့ကျမစုတောင်းတယ်စုတောင်းပြီးတော့ကျမကျန်းစာဖတ်တယ်ကျမကျန်းစာဖတ်ရင်နဲ့ကျမအသက်ကပြောင်းလဲလာပြီးတော့တကယ်ပဲရှင်ရှုဟာဖန်ဆင်းတဲ့ဖျားဖြစ်တယ်ကျမကအပြစ်ရမ်းများတဲ့သူဖြစ်တယ်ဒီအပြစ်ကနေကျမကဖြောင်းမရအောင်မရောက်နိုင်ဘူးဒီအပြစ်အားဖြင့်ဆိုလို့ရှိရင်လူတိုင်းအပြစ်ရှိတယ်ဒီလောကမှာအပြစ်ရှိတဲ့အတွက်လူတိုင်းမှာသိခြင်းကိုရောက်ရတယ်လို့ကျမ်းစာပြောတယ်အပြစ်တရားရဲ့အခါကသိခြင်းဖြစ်တယ်လို့ပြောတယ်ကျမ်းစာကကျမတို့အပြစ်ရှိတဲ့အတွက်ကျမတို့ကသိခြင်းကိုရောက်မှာဖြစ်တယ်ဒါကြောင့်မို့နော်သားတော်ယေရှုခရစ်တော်ကဒီလိုခရစ်မတ်အချိန်ကာလမှာကျမတို့ကိုချစ်တဲ့အတွက်ကြောင့်ကောင်းကင်ဘုံကိုစွန့်ပြီးတော့သားတော်ဟာကျမရဲ့အပြစ်ဒီမှာရှိတဲ့မိတ်ဆွေရဲ့အပြစ်လောကီသားအားလုံးရဲ့အပြစ်အတွက်ကြောင့်လဝါကားတိုင်းမှာလာပြီးအသေးခံနေနှုတ်နဲ့ချင်းခံနေ၃ရက်မြောက်နေ့မှာရှင်ပြန်ထားမြောက်တဲ့ဖျားဖြစ်တယ်ပေါ့နော်ထိုသခင်ကိုယုံကြည်တဲ့အခါမှာမိတ်ဆွေကကောင်းကင်နိုင်ငံဆိုတဲ့ဖျားခင်ဖြစ်စဉ်နဲ့ထာဝရကာလကိုရောက်လာဖြစ်တယ်ပေါ့နော်ကျမအရင်တော့မှောင်မိုက်ကိုရမ်းကြောက်တယ်ဒါပေမဲ့ဘုရားကိုသိကြွတဲ့အခါမှာကျမ်းစာကျမတို့ဘာပြောလဲဆိုတင်မင်းရဲ့ရင်ကျွမ်းမှုသောဂျိုင်းငယ်ကိုရှောက်သွားရတော့လေဘေးရဲ့ငယ်ကိုမကြောက်ပါတဲ့အကြောင်းမူပါတဲ့လှန်တန်တော်ဒီအကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြစ်၍လှန်တန်တော်နဲ့တောင်းဝေးတော်ဒီအကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြစ်၍လို့ကျမ်းစာပြောတယ်ဒါကြောင့်တင်မင်းရဲ့အရင်ကျွမ်းမှုတဲ့ဂျိုင်းဆိုမိတ်ဆွေကြည့်လိုက်မောင်မိုက်နေမယ်ဂျိုင်းကြီးတွေဖြစ်နေမယ်ငွေစိုးတွေရှိမယ်မကောင်းတဲ့အစိတ်ကောင်တွေ poison ဖြစ်တဲ့ကောင်တွေရှိမယ်သွေးတွေအလိမ့်ရှိနေမယ်တင်မင်းရဲ့ကျွမ်းမှုတဲ့နေရာမှာ
အဲ့ဒီနေရာကိုရှောက်သွားနေရင်တော့မှဖျားခင်ဟာကျွန်တော်နဲ့အတူရှိပြီးလန်တန်တော်နဲ့တောင်းဝင်းတော်ပြီးကျွန်တော်ကိုချမ်းသာစေတယ်လို့ပြောတဲ့ဘုရားအသက်ရှင်တဲ့ယေရှုခရစ်တော်ဘုရားဖြစ်တယ်ဒီဖျားခင်ဟာမိတ်ဆွေတို့အမြဲတမ်းအမိကသားငယ်ကိုပွေးပိုက်တယ်လို့တင်တို့ကိုငါပွေးပိုက်တယ်လို့ပြောတဲ့အတိုင်းကျမတို့ဒီဒုက္ခဆင်းရဲတဲ့ကနေပြီးတော့ဖျားခင်ကပွေကာပြီးတော့ကျမတို့ကိုပွေးပိုက်ပြီးတော့ထာဝရနေရာကိုသူကခေါ်သွားမယ်ဖျားဖြစ်တယ်ဒီနေ့မှလည်းဖျားခင်ကကျမတို့ရဲ့အပြစ်အတွက်ကြောင့်လာပြီးအသေးခံတယ်ညှို့နှံခြင်းခံတယ်၃ရက်မြောက်နေ့မှာရှင်သက်ထားတဲ့ဖျားဖြစ်တယ်ဒါကြောင့်ဒီဖျားကအသက်ရှင်တဲ့ဖျားဖြစ်တယ်မိတ်ဆွေအမေရိကန်နိုင်ငံမှာခေါ်တဲ့အခါမှာလည်းသူကကြားတဲ့ဖျားဖြစ်တယ်မြန်မာနိုင်ငံမှာခေါ်ရင်လည်းကြားတယ်တော်ထဲမှာခေါ်ရင်လည်းကြားတယ်ဒုက္ခဆင်းရဲတွေကခေါ်ရင်လည်းကြားတဲ့ဖျားဖြစ်တယ်ပေါ့နော်ထိုသခင်ကိုမိတ်ဆွေကဘာလုပ်ရမလဲဆိုရင်ကိုရောဟာကျွန်တော်ရဲ့အရှင်ကျွန်တော်ရဲ့သခင်ဖျားဖြစ်တယ်လို့ပေါ်လို့ပြောသလိုပဲကျမတို့ယုံကြည်ဝင်ခံမယ်ဆိုလို့ရှိရင်ကျမတို့ကဒီပဲနောင်လာမဲ့တပ်လုံးမှာထာဝရကာလကိုတွားရမယ်ထာဝရအသက်ရှင်ခြင်းကိုတွားရမယ်ဆိုတော့ခရစ်စမတ်နဲ့အတူဒီဝမ်းမြောက်စရာသတင်းစကားကိုကျမတို့အငယ်ငယ်ဝင်ခါပါတယ်ကျမရဲ့အသက်တာအဖြစ်အငယ်ငယ်ပြောပြပါတယ်အရောက်စီတိုင်းကိုဖျားခင်ကောင်းပေးပါစေအာမင်